အခက်သေးရတယ်သူကတော်တော်ဆုံးရင်လည်းဆုံးသွားသီလားဘာကျမနေရတိုက်ခံတရေ6တယ်ဟုတ်လားဟုတ်တယ် तू ကလေ6တာမှာပို့ဆိုးပတ်ဆက်ကို6တာနော်အဲ့ဒါကြောင့်မို့ထင်တယ်ညကလေခြေတန်တွေရောတခါခောက်တန်တွေရောကြားနေရတာနောက်ပြီးတော့မနေ့ရောက်တော့တက်တော်ရိုက်တဲ့ ring light ကျဲရွှေ့နေတာကျမအထားမရထင်နေတာအထားမလာမဟုတ်ဘူးတကယ်အဲ့အခက်သေးရတယ်သူကတော်တော်ဆုံးရင်လည်းဆုံးသွားသီလားဟမ်ဟုတ်လားဘယ်လိုလုပ်မလဲမသိတော့ပါဘူးကျမတိုက်ခန့်လည်းဝယ်ပြီးသားဖြစ်နေပြီနောက်ပြီးကျမတရေဆိုရင်3မြောင်ကြောက်တယ်ဘာမှစိတ်ဘူးနဲ့ကျမပြောတော်တာလို့အဲ့တရေနဲ့ကျမနဲ့ကငယ်တငယ်ချင်းတွေကအဲ့လိုဆိုတော့ तू ဘာကြိုက်လဲဆိုတော့ကျမကောင်းကောင်းသိတယ်အဲ့ဆိုပြောပြပေးပါအောင်ပထမဆုံးအနေနဲ့စာရွက်လွတ်တွေ့ရပေါ်မှာနေပါလို့ကျင်တာလဲဘာဖြစ်ချင်တာလဲဆိုပြီးတော့ရေးလိုက်ပြီးရင်အဲ့ရဲ့ဘေးပေါက်တစ်ခုမှာကတ်ထားတယ် The next dayအိမ်ထဲကိုဝင်ရှင်တယ်ငါ့ကိုတကားဖွင့်ပြီးနင့်ကိုအနှောက်ရှက်မပေးဘူးငါလှုပ်ရှားရှိအောင်ငါလုပ်ပါရရလေ